မင်္ဂလာပါရှင်ဒီနေ့မှာတော့ငါတလောက်အယိုးနူးပေါင်းတာကိုခါတိုင်းလိုမျိုးမဟုတ်ဘဲနဲ့နီးတစ်လေးတစ်ခုစဉ်းစားမိလို့စမ်းပြီးချစ်ကြည့်တာအရန်အဆင်ပြေပြီးစားလို့လည်းအရန်ကောင်းလို့မျှဝေပေးလိုက်ပါတယ်ရှင်အရင်တော့ငါတလောက်ချင်းရင်ကြီးခေါ်ပြောင်းထိုးပြီးမှရေစစ်သက်စစ်ပြီးချစ်တာပါအခုကတော့ကြီးခေါ်မထိုးဘဲနဲ့ကြီးခေါ်နဲ့အရွယ်နေတော်လေးပိုင်းပြီးလို့ရှိရင်ရေစအောင်ဆေးပြီးတော့စားချုံမုတ်လေးနဲ့နှက်ထားပြီးတော့ချစ်မှာပါစားချုံမုံနဲ့ငါတလောက်ကိုနှက်ထားတဲ့အချိန်မှာလိုအပ်တဲ့ဟင်းခတ်မွေးကြိမ်တွေပြင်ပါမယ်။စပယ်လင်ပပလီလီထားတာတွေကိုတေချာညှအောင်ထောင်းပေးပါမယ်ရှင်။လိုအပ်တဲ့ဂျေးပမာဏကိုလည်းပဲတေချာညှအောင်ထောင်းပြီးတော့စစ်သက်လုပ်ထားပါတယ်ရှင်။ပြီးလို့ရှိရင်ပဒဲခေါတွေကိုပါလိုအပ်တဲ့လောက်လိဖြတ်ပြီးလို့ရှိရင်ညှအောင်ထောင်းထားပေးလိုက်ပါတယ်ရှင်။ကျက်တော့ဖြူတွေကိုပါထောင်းပြီးတော့အဆက်သက်လုပ်ထားပါတယ်ရှင်လိုအပ်တဲ့ဟင်းခတ်မွေးကြိမ်တွေကိုအဆက်သက်ထောင်းထားပြီးပြီဆိုတော့စီတက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်ရင်ဦးဆုံးစီလေးနည်းနည်းထည့်ပါတယ်ကျွန်မကဟင်းချစ်လို့ရှိရင်စီအများကြီးမသုံးပါဘူးစီကိုနေတော်လေးထည့်ပြီးလို့ရှိရင်စီပြူလာလို့ရှိရင်စနွေးလေးနည်းနည်းထည့်ပါမယ်ရှင်ကျက်တော့နေတွေကိုအရင်ဦးဆုံးကြော်လိုက်ပါတယ်ရှင်ကျက်တော်နီကြော်လို့နွမ်းပြီးဤလာပြီဆိုလို့ရှိရင်တခြားထောင်းထားတဲ့ဟင်းခတ်မွေးကြိမ်တွေကိုထည့်ပြီးကြော်ပါမယ်ကျက်တော်ဖြူထောင်းထားတာထည့်လိုက်ပါတယ်စပယ်လင်ထောင်းထားတာကိုထည့်လိုက်ပါတယ်ရှင်ပဒဲခေါထောင်းထားတာကိုထည့်လိုက်ပါတယ်ဂျင်းထောင်းထားတာထည့်ပါမယ်ရှင်ပြီးလို့ရှိရင်ကျက်တော်နဲ့ဂျင်းစပယ်လင်ပဒဲခေါအားလုံးကိုခြောက်ပြီးလို့ရှိရင်ကြောက်လာတဲ့အထိဖြူရောင်လေးရလာတဲ့အထိကြော်ပေးပါမယ်ရှင်အခုဆိုရင်အခက်မွေးကြိုက်ကျက်တော်ဂျင်းစပယ်လင်လေးတွေကကြော့ပြီးတော့မွေးလာပြီဆိုလို့ရှိရင်တော့စီလေးနည်းနည်းထပ်ပြီးလို့ရှိရင်ငရုတ်တင်းရောင်တင်မုတ်ကိုထမင်းစားစော2စောစာလောက်ထပ်ပြီးလို့ရှိရင်ကြော်ထားတဲ့ကျက်တော်လေးတွေနဲ့ရောပြီးတော့ပြန်ကြော်ပေးပါမယ်ရှင်ခုဆိုရင်ငရုတ်သီးနဲ့ဟင်းခတ်မွေးကြိုက်ကြော်တာလေးဆက်သက်ဖြစ်ပြီမို့လို့ငါးပေါက်ဖို့အတွက်ပြင်ဆင်ပါမယ်ရှင်ငါးပေါက်တဲ့ဦးထဲကိုအစစ်သက်ပြင်လာတဲ့ကျက်တော့အဝိုင်းထူထူလေးတွေကိုအောက်ခံနေနဲ့ခင်းပေးလိုက်ပါတယ်ရှင်ကျက်တော့နီထူထူအဝိုင်းလေးတွေလီးပြီးလို့ရှိရင်အောက်ခံလေးဖြစ်သုံးပေးလိုက်တော့ပိုးလည်းမကတ်တော့ပါဘူးရှင်ပြီးလို့ရှိရင်လည်းဟင်းနှစ်လေးလည်းရပြီးလို့ရှိရင်ပို့ပြီးတော့အဆင်ပြေသွားပါတယ်ရှင်ကျက်တော်နီတုံးလေးတွေကိုအောက်ခံအဖြစ်ထားပြီးလို့ရှိရင်ပေါ်ကနေပြီးတော့ငါတလောက်တုံးလေးတွေကိုစီပြီးတော့ထပ်ပေးပါတယ်ရှင်ငါးတုံးလေးတွေကိုအိုးထဲကိုတေချာစီထပ်ပြီးလို့ရှိရင်တော့အပွားနေပြီးတော့တခြားလေးထမင်းစားစောတစောစာလောက်ထပ်ပေးပါတယ်ရှင်ပြီးလို့ရှိရင်ဟစ်ချစ်တဲ့ဝိုင်ကိုဟစ်ချစ်တဲ့ဇောကြီးနဲ့2စောစာလောက်ပေါ်ကနေပြီးတော့လောက်ထပ်ပေးလိုက်ပါတယ်ရှင်ပြီးလို့ရှိရင်စားချုံမုတ်နည်းနည်းစီဖြူထပ်ပေးပါတယ်ရှင်ပြီးလို့ရှိရင်စောစောကကြော်ထားတဲ့ငရုတ်သီးနဲ့ဟင်းခတ်မွေးကြိုက်ကိုထပ်ပေးပါမယ်ရှင်ပြီးရင်အသက်လောက်ထားတဲ့ခရမ်းချင်သီးဒုံလေးတွေကိုထပ်ပေးပါမယ်ရှင်
ပြီးလို့ရှိရင်ရေထက်ပေးပါမယ်ရေကိုငတလောက်တုံးလေးတွေမြုပ်တဲ့အထိရေထက်ပေးပါမယ်ငါမြုပ်တဲ့အထိရေထက်ပေးပြီးလို့ရှိရင်တော့အဖုံးလေးအုပ်ပြီးလို့ရှိရင်ငါပေါက်ဖို့အတွက်မိဖို့ဘောကိုတင်ပြီးလို့ရှိရင်ငါယူဝဲပေါက်ပေးပါမယ်ရှင်ခုလိုမျိုးငါပေါက်တဲ့အချိန်မှာလည်းတစ်ချိန်တည်းနဲ့ရေအများကြီးထက်ပြီးမပေါက်ပါဘူးရှင်ငါနဲ့ရေအများကြီးဖြစ်သွားလို့ရှိရင်တော့ငါသားတွေကြေကုန်မှာဆိုလို့ပထမတစ်ချိန်မိနစ်30ပြေးသွားတဲ့အချိန်မှာအေးခံပြီးတော့ဖုတ်ဖိတ်ရေလေးထပ်ထက်ပြီးဒုတိယအချိန်ပေါင်းပါတယ်ဒုတိယအချိန်မိနစ်30ပြီးတော့မှနူးနူးအေးအေးငတလောက်ပေါင်းလေးကိုရပါပြီရှင်အခုလိုမျိုးနူးနူးအေးအေးငတလောက်အယိုးနုပေါင်းလေးကိုနီးတစ်လေးနဲ့ချက်ထားတာအရန်အဆင်ပြေပြီးစားလို့လည်းအရန်ကောင်းတာမို့လို့အိမ်မှာချက်စားကြည့်ကြပါနော်ငတလောက်ကြီးခေါ်လေးတွေကအယိုးနုပေါင်းတဲ့အတိုင်းပဲကြီးခေါ်လေးတွေပါနူးဤပြီးတော့စားတဲ့အခါကျတော့အရန်စားလို့ကောင်းပါတယ်ရှင်ကျမ်းမာချမ်းသာပြီးဘေးရန်ကင်းကွာလို့ရဆန္ဒများပြေဝကြပါစေရှင် like and subscribe လေးလုပ်ခဲ့ပေးပါဦးနော်